အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးရနေပြီးတော့မှပြင်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကောက်တင်ဆက်ပေးမယ်ဇလန်းလေးရတော့ငလျင်ပေးတင်ကြကြသူများဆိုတဲ့ဇလန်းလေးရဖြစ်ပါတယ်။ရဲလိပ်စာများကိုတော့မထဲပဲရေးသားထားပါတယ်။နောက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာရေးပြောထားတဲ့အကြောင်းအရာတွေအားလုံးကတော့စိတ်ကူးရင်တက်တာဖြစ်ပါတယ်။ပြင်လောကနဲ့တက်ဆိုင်သွားရင်လည်းခွင့်လွှတ်ပေးဖို့မေတ္တာရပ်ခံနေပါခင်ဗျာ။ဇလန်းလေးရတော့စပါပြီ။ကျွန်တော်နဲ့နှစ်အိမ်ကျော်မှာကိုလိုတခန်းတစ်လုံးရှိပါတယ်။သူကိုလိုကြီးကအသက်၈ထက်ရှိပါတယ်။ဒီမြန်မာနိုင်ငံတစ်ခုလုံးကိုလှုပ်ခတ်သွားတဲ့ငလျင်ကဆိုးကြီးရာဆိုရင်တော့ဖေဖော်ဝါရီ28ရက်တောက်ကြနေ့12:50မိနစ်အင်အား9.9နှုန်းနဲ့တက်ခတ်ခဲ့တာဖြစ်ပါတယ်။တွန်ငလျင်ကြီးရာဆိုရင်တော့မန္တလေးမြို့မှာ10မိုင်အကွာမှနေပြီးတော့စတင်တက်ခတ်ခဲ့တာဖြစ်ပါတယ်။ထိုငလျင်လောက်တဲ့အချိန်မှာကျွန်တော်ကအိမ်မှာတအောင်တနာအိတ်ဆက်နေဖြစ်ပါတယ်ထိုအချိန်မှာပဲအဆောက်အုံပြိုလဲတယ်များနဲ့လူတွေရဲ့ပြိုလဲတယ်များကိုကြားလိုက်ရပါတယ်ကျွန်တော်အမေကလည်းပြပြဆိုအကြောင်းကျွန်တော်အိမ်ပြင်ကိုထွက်ပြေးခဲ့ပါတယ်လမ်းမပေါ်ရောက်တဲ့အခါမှာတော့ဘေးလူများရဲ့အတန်ကိုကြားလိုက်ရပါတယ်လူတွေအကုန်လုံးကကြောက်ပြီးတော့လမ်းပေါ်မှာထိုင်နေကြပါတယ်ကျွန်တော်အမေကလည်းငလင်းလွယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြခဲ့ပါတယ်ကျွန်တော်အိမ်မှာနေကြော်တဲ့ကွန်ဒိုတိုက်ခန်းကြီးကိုတတိယရွလက်ကြည့်လိုက်တဲ့အခါမှာတော့ညနေတိုင်းမြေအောင်များတရှိတက်များနဲ့စီကားခဲ့တဲ့ကွန်ဒိုတိုက်ခန်းကြီးရာဆိုရင်တော့တုံးဆောက်လို့မရတဲ့ပစ္စည်းပေါ်အဖြစ်သို့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်ထိုအချိန်၌လေတိုက်တဲ့အခါ၌လွင့်ပါလာသောတွင်းကြီးနယ်များကိုလည်းနှာခေါင်းထဲတွင်ရလိုက်ပါတယ်ပြီးလက်မီမှုံများကလည်းနေရာနဲ့ပြင်းနေပါတယ်ငလေးလောက်ပြီးမှကြခင်မှာပဲကဲစေးများနဲ့မိတ္တဌာနများရရှိများလည်းရောက်ရှိလာပါတယ်ဒီလိုနဲ့မုတ်ချွတ်လာခဲ့ပါတယ်ည9နာရီကျွန်တော်သမီးစားပြီးလို့အကျွေးတောင်းကိုအိမ်ပြင်ကိုထွက်ခဲ့ပါတယ်လက်ထဲမှာလည်းအမဲသားတော်ကိုကန်ခဲ့ပါတယ်အကြောင်းရင်းကတော့ကျွန်တော်လမ်းမှာတွားရင်စားဖို့ပါကျွန်တော်အကျွေးတောင်းပြီးပြင်လာတော့လမ်းမှာအရေးပူနဲ့တွေ့ပါတယ်အရေးပူကကျွန်တော်လက်ထက်ကဘာလဲလို့မေးလိုက်တဲ့အခါမှာကျွန်တော်ကအမဲသားတုံးကအရေးပူလို့ပြလိုက်ရတယ်အရေးပူကညဘက်ကြီးအမဲသားတို့ကပြီးထွက်မထွက်နေတဲ့ကောင်လေးလို့ပြောလိုက်ပါတယ်နော်ဟုတ်ကဲ့ရေးပူဆိုပြီးတော့ပဲလမ်းလျှောက်လာခဲ့ပါတယ်ကျွန်တော်တိုက်ပြက်ကြီးခြေကိုရောက်တဲ့အခါမှာတော့စိတ်ကခြောက်ချလာခဲ့ပါတယ်ကျွန်တော်အရေးပူပြောလိုက်တဲ့စကားတွေကြောင့်ဖြစ်မယ်လို့ပဲထင်လိုက်ပါတယ်အဲ့လိုနဲ့ကျွန်တော်လက်ထဲကအမဲသားတုံးကိုပါးစပ်ထဲကိုဆွတ်ခနဲ့ကောက်ထည့်လိုက်ပြီးတော့ဝါစားလိုက်ပါတယ်ထိုအချိန်မှာပဲနောက်ကလျှောက်လာတဲ့ခြေတံတစ်ဖြက်ကိုကြားလိုက်ရပါတယ်ကျွန်တော်နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဘယ်သူမှရှိမနေပါဘူးဒါနဲ့ကျွန်တော်လည်းလျှောက်လာခဲ့ပါတယ်ကျွန်တော်မြန်လျှောက်လေးနောက်ကခြေတံကမြန်လာလေးဖြစ်ပါတယ်ကျွန်တော်လှည့်ကြည့်ရလဲဘယ်သူမှမရှိတော့ကျွန်တော်ထိတ်လန့်လာခဲ့ပါတယ်တစ်ချိန်မှာတော့ကျွန်တော်စက်ကနေလှည့်ကြည့်လိုက်တဲ့အခါမှာတော့ခေါင်းမှာတွေးကြည့်ပြကြနေတဲ့အဖိုးကြီးတယောက်ကိုကျွန်တော်တွေးလိုက်ရပါတယ်ကျွန်တော်လည်းလက်ကြောင်ကြည့်နေမိပါတယ်ထိုဖိုးကြီးကပါစက်ကြီးဟာပြီးပါစက်ထဲကိုလက်ညှိုးထိုးပြပါတယ်ကျွန်တော်လည်းအဲ့ချိန်ညမှာတရဲမှန်းတီပြီးအကျကြီးអော်ပေးပါတော့တယ်ဒီလိုနဲ့ကျွန်တော်အိမ်ထဲကိုရောက်သွားခဲ့ပါတယ်ချွေးဆိုချပြီးပြေးလာတယ်ကျွန်တော်တို့တော့အဖေကမေးပါတယ်တာဘာဖြစ်လို့လဲအဖေတာဒီမှာတရဲချုပ်ခံလိုက်ရလို့ဟုတ်လားနောက်ပြီးတာနိုင်ကြပြောက်ခဲ့သေးတယ်အဖေအေးငါတော့ဆက်လိုက်ဦးမယ်နော်အဖေဖြစ်ပါမလားတရဲရှိရနော်ရပါရဲ့ကွာဟုတ်ကဲ့အဖေဒီလိုနဲ့အဖေကလည်းတွက်ချက်ခဲ့ပါတယ်ဒီလိုနဲ့တိုက်ပစ်ကြီးတွေကိုသူရောက်သွားခဲ့ပါတယ်ဒီမိကိုဟိုတူတူကြည့်နေရင်နဲ့မိန်းကလေးတယောက်ရဲ့ကူပါယူပါအော်နေတဲ့အတန်ကိုကြားခဲ့ရပါတယ်အဲ့အတန်ကြားတဲ့နေရာကိုတွားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့မသေးပဲကျန်တဲ့လူတွေဖြစ်မှာဆိုလို့ပါဟာဘာသာလဲကွာအတန်ကြားတဲ့ကုန်းလေးကိုဖိလိုက်ပါတယ်အဲ့ဒီမှာပဲအောက်ကတွေးလိုက်ရတဲ့အရာကတော့ဟာတွေးကွက်တကွက်ဟုတ်ပါတယ်ကျွန်တော်ဇလန်းလေးကိုနားဆင်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ငလျင်ဘေးတင်းကင်းတဲ့သူများအပိုင်းနဲ့ကိုတော့ကျွန်တော်ရဲ့ channel လေးကိုမှာထပ်မံကြည့်ရှုနိုင်ပါတယ်ခင်ဗျကျွန်တော် channel လေးကို like and subscribe အားပေးကြပါဦးကျွန်တော်အဖေနဲ့ထိုငလျင်ဘေးတင်းကင်းကြသူတွေနဲ့ဘာတွေစပြစ်ကြအောင်မလဲထိုတွေးကွက်ကြီးရရောဘသူရဲ့တွေးကွက်ကြီးလဲ
ကျွန်တော်တွေ့ကြရတဲ့အဖိုးကြီးရောဘသူဖြစ်နေမလဲဟုတ်ကဲ့ပါသူအကြောင်းအရာများကိုတော့လာမယ့်အပိုင်းတွေမှာဆက်လက်နားဆင်နိုင်မယ်ခင်ဗျ